ဒါကြီးအိမ်မဲမြို့နယ်ရေတိုးညောင်ဝိုင်းကြီးရွာအုပ်စုတောင်စုကြီးရွာအောင်ချမ်းသာကျောင်းတိုင်း၌တည်ထားကိုးကွယ်သောမဟာဝိဇ္ဇယအောင်ချမ်းသာစီတော်ထီတော်တင်လူပွဲအတွက်ကိုရာဇာရာတော်မြေရေးပွင့်ပူဇော်သောကောင်းကင်တို့တစ်ချင်းအားမမိနိုင်တိဂိတဖွဲ့ခေါင်းဆောင်KBအောင်ကျော်စိုးမှတီးကပ်ပူဇော်၍တီးတန်ရှင်တဲပုံမှတီးဆိုပူဇော်ဖူးမြော်လိုက်ရပါသည်ဗျာYou're really no need a three, no need a three, a few really. Oh, she, we get it up.
လာသည်သုံးလေးဝအတွင်းအတွင်းပြုပြင်းမို့ထက်ကြုံလာသည်သုံးလေးဝအတွင်းအတွင်းဟောင်းစီကောင်းစီတလီကောင်းစီ